ပြီးသွားတဲ့အချိန်မှာကိုတို့ပါလဲဆိုတော့ခုနညီလေးပြတဲ့ပုံမှာလိုမျိုးဒီနေရာမှာအယောင်မညီတာတွေပါလာတတ်တယ်နော်အခုဒီပုံမှာဆိုကိုတို့ကညှိလိုက်တဲ့ကံမှာညီသွားပြီကာလာတော့ဒါပေမဲ့ဘာဖြစ်လဲ error ကြည့်အောင်ဒါပေမဲ့သူ့ရဲ့မျက်ခုံးမွေးအပေါ်မှာတွေ့လားမျက်ခုံးမွေးဒီအမဲရောင်တွေရောက်နေတွေ့လားအသားရောင်မရှိဘဲနဲ့အမဲတွေဝင်တယ်ဒီရောင်တွေကလုံးဝ color fade ပြန်လုပ်ရမယ် color fade ဆိုတာကပုံတော်မှာအရင်ရေးကြည့်တယ်နော်ဟိုမှာကိုပြမယ်ဒီလိုပုံမျိုးတွေဆိုရင်ကိုတို့ဒီ color fade မလုပ်ရင်ဘယ်လိုမှအဆင်မပြေဘူးပြမယ်ဒါ original ပုံဟုတ်နော်မကြည့်သူ့ပေးနာမှာ share တွေတွေ့ share တွေအရင်ကြာတယ်နော်အဲ့ဒါပြင်မယ်ဆိုရင်မတွေ့လားshare တွေကဒီအောင်ဝင်သွားရဆိုပါလေဒီနာက color ပြီးအမှလိုက်ပို့တယ် color fade သွားတာပြီးနောက်ကဒီလိုပုံမျိုးဆိုပို့ဆိုးတယ် original ပုံတွေ့လားအဲ့ဒါလည်း color fade ပဲခဏကိုချင်းပို့တည်တာမယ်အဲ့တွေ့ original မှာသူချင်းဘက်ကိုကြည့်ဒါမျိုးတွေအဲ့ဒါပြင်အဲ့ဒါ color fade ပဲ color fade ကမညီတဲ့ color တွေဖြစ်ခဲ့ရင်အမြင်လိုက် color fade ကအရင်ကြီးကြီးတယ် color fade လောက်တက်တဲ့သူပါပဲ skin ကိုလုံးဝညီညာဖြစ်အောင်လုပ်လို့ရမယ်ဒီမှာဆိုရင်ဒါက original ဆိုဒီလို color ရှိတယ်ဆိုရင်သူ့ဆို color sorry ဒါကပြောင်းပြီးသားပုံ original အဲ့ဒါ raw file ဒါဆိုသူ့ဆိုလုံးဝ color မညီဘူးကွာဒီမှာကြောကုန်းနေမှာဆိုဒါမျိုးဆိုပြန်ပြီးညှိမယ်ဆိုရင် color fade method သုံးပါဒါလေးပြန်ညှိသွားတာ color fade မသုံးလို့မရ smart နဲ့ပုတ်နေလို့မရဘူး smart နဲ့ပုတ်သွားရင် color တော့ညီသွားတယ်ဒါပေမဲ့သူ့ရဲ့ငကိုးခန်း color ပေါ့ပါလဲကွက်နေပြီလားကွက်တော့ကွက်တဲ့အတိုင်းပုတ်တော့ကွက်တဲ့အတိုင်းပဲပြန်ပေါ်တာအဲ့ဒါကိုပြန်ပြီးညီအောင်ပြန်ပြီး color fade ပြန်လုပ်တတ်ရမယ်အဲ့တော့ဒီပုံမှာလည်းအဲ့တိုင်းပဲဒီမျက်ခုံးမွေးရဲ့ပုံမှာရှိတဲ့မဲတဲ့နေရာလို့ color fade လုပ်မယ် color fade လုပ်တာဆိုဘယ်လိုလဲဆိုဒီနားက color ကိုနမူနာယူလိုက်တာဒီမှာလာပို့လိုက်တာဒါပဲဒီ color နဲ့တူပါအောင်ဒါပေမဲ့တစ်ခုရှိတာ color fade လုပ်ဖို့အတွက် color နမူနာယူပြီးသွားရင်အဲ့နမူနာယူတဲ့ color နဲ့ပဲအမြဲတမ်းအသေးပို့နေလို့မရအောင်ဒီနေရာကို color ယူလို့ဒါနဲ့ပို့လိုက်တယ်ဒီနေရာရောက်သွားရင်ကျတော့ဒီနေရာ color ပြန်ယူလိုက်ယူဒီနေရာပြန်ပို့လိုက်ဖက်ညီတဲ့ color ယူဖို့လိုတယ်ဒီနေရာလေးကမဲလို့ခံစားရတယ်ဖြူလို့ရင်ဒီနားအောင်ယူနားလေးလာပို့လိုက်ရင်တော့မဲရလည်းဖြူသွားတယ်ဒါပဲအဲ့တော့ဒီမှာ color fade တစ်နေရာလောက်နောက်တစ်နေရာပါနီနေရာကိုဒီထက်ပို့ပြီးပါနီပေါ်ခြင်းတာ make up look ကိုပါနီ look အပြည့်ပေါ်ခြင်းတာအဲ့ဒါဘာလို့မလဲကွာနှက်ခမ်းနေအရောင်လုံးတာဘာလို့မယူမယ်ယူရင်ပါနီကိုလိုက်ပါလို့ပို့မယ်ဒါပါနီလိမ့်တယ်နှစ်ချက်နောက်တစ်ချက်နှက်ခမ်းရဲ့အောင်မနေမမေးဖြစ်နေတွေ့လားအဲ့ညရက color fade လောက်ရမယ်အဲ့ဒါဒီနားလေးနဲ့အရောင်တရားယူပြီးတော့ဒီနေရာပါလေးပြန်ပြီးတော့အရေးပြအောင်လို့ပါဖြောင်းမယ်နောက်တစ်ခါ level ရောက်မှာအရေးရှိရမှာမှန်ပေမဲ့ contrast နည်းနည်းများတယ်အရေးကအဲ့တော့ contrast လေးနည်းနည်းပါလေရော့သွားအောင်လို့ဖြောတဲ့အရောင်တရားလုံးတာပါလေယူပြီးတော့သူ့ဘော contrast လေးပါလေချပေးမယ်ဆိုတော့ဒီမှာ၄နေရာလုံးမယ်ဆိုတော့ပုံတိုင်းလုပ်ဖို့လိုလားဆိုတော့လည်းမလိုဘူးတချို့ပုံတွေဆိုလုပ်ဆရာမလိုတဲ့ color လှတဲ့သူရှိတယ်အဲ့ဒါမလိုဘူးလဲရတယ်တချို့ပုံတွေဆိုလိုတယ်ညှို့ညှိတယ်အဲ့ဒါ color fade စားလုပ်မယ်ဆိုမှတ်မယ်အချက်က C copy layer မှာလုပ်လို့မရအောင် color fade လုပ်တယ်ဆိုတာဒီ color အသစ်ကိုယူပြီးတော့မရှိတဲ့နေရာမှာလာပြီးထည့်တာမှတ်ထားမှာ Photoshop မှာမရှိတာကိုလုပ်တော့မယ်ဆိုရင်အမြင်နဲ့လေးကအသစ်ခေါ်ရတယ်မပွားရအောင်ထားပါတော့ဒီပုံမှာဆိုတောင်ပန်ရှိလားဒီပုံမှာကောင်မလေးနောက်မှာတောင်ပန်ကြီးပါလားမပါဘူးမပါတဲ့အောင်တောင်ပန်တက်ချင်တယ်မလားလေးကအသစ်ခေါ်အလင်းထည့်ချင်တယ်မလားလေးကအသစ်ခေါ်မရှိတာလုံးသမျှအကုန်လေးကအသစ်အခုမျက်ခုံးမွေးရဲ့ပုံမှာရှိတဲ့နေရာဒီ color ဒီ color ရှိရလားလို့တော့မရှိတဲ့ color ကိုထပ်ထည့်မှာမလေးကအသစ်ခေါ်အဲ့တော့ပွားတာနဲ့အသစ်ခေါ်တာဘာကွာလဲဆိုတော့လေးရှင်းပြမယ်ကဲအခုဒီမှာကိုကမအသစ်မျိုးနဲ့ပွားလိုက်ပြီးစမလို့ layer အသစ်ခေါ်ပြီးတော့ sorry ပွားပြီးတော့ color fade လုပ်မယ်ဆိုမှ brush ကိုယူရမယ် smart သုံးပါလား brush သုံးပါလား brush သုံးမယ်ပြီးရင်သူ့ကိုပုတ်တဲ့ခါမှာ opacity 10ပဲယူရမယ်တရားမထားရအောင်အဲ့ opacity ကိုတည်းကနှစ်ခုရှိပြီမျက်နှာကိုပုတ်တော့မယ် smart သုံးတော့မယ်ဆို opacity ဘယ်လောက်% လဲ 20% color fade လုပ်ဖို့အတွက် smart သုံးပါလား brush သုံးပါလား brush သုံးပြီးတော့သူ့ကိုပုတ်ဖို့အတွက်နမူနာယူပုတ်တော့မယ်ဆို opacity ဘယ်လောက်% လဲ 10% အခုပုတ်ပြန်မကြည့်နော်ဒါဆိုဒီနားအရောင်လို့နမူနာယူခြင်းသူကချက်ချင်း brush 2ကနေပြီးနမူနာယူရ2ဖြစ်ချင်တဲ့ option ကိုဖိလိုက်ချက်ချင်းပြောင်းသွားပြီ color sample တော့ယူသွားအဲ့ဒါကိုဘာလို့ဒီနေရာလာပြီးပါလဲပုံမယ်ခုနကမျက်လုံးရဲ့ဒီအပေါ်ကဒီဝင်တဲ့ color လာပုံမယ်တွေ့လားတဖြည်းဖြည်းနဲ့ပါအသားရောပါလို့ဝင်သွားပြီခုနအမဲတွေပါလို့ပြောက်သွားပြီမထက်ယူမယ်နမူနာဒီနားကသူဒီနားဟောယူလို့ပေါ့ဒီနားကိုအဖြူကြီးလာဖို့လို့မရအောင်လေသူကငကိုတဲ့အမဲဆိုတော့အမဲနဲ့လိုက်ဖက်တဲ့ဟာပဲယူအဲ့ဒါပြောတယ် color တရားလေးကိုယူအမြင်နဲ့ထိုင်ဖို့နေလို့မရအောင်လို့ပြောတာကွက်တော့မျက်လုံးနဲ့ကြည့်တာကိုကြည့်လိုက်တဲ့ color ကွက်သွားစီတယ်ဆိုအဲ့ကွက်သွားတဲ့ color ပြင်ပြီးလို့ဖြောက်သွားရမယ်တတိထားမယ်နော်အဲ့ဒါမျိုးဒီမျက်ခုံးကိုကြည့်မယ်နော်တွေ့လားပြောင်းသွားပြီတိုးတော့အခုဒါလေယာပွားလာတာအတီးယူလာတာပွားတာအဲ့မှာပွားလာတာဘာ error ရှိလဲပြပြမယ်အခု color ပုတ်လိုက်ပြီပုတ်တဲ့ color ကလင်းကျင်တယ်ဆိုရင်ဒီမှာ normal ကိုပါလဲ screen မို့ပြောင်းလိုက်ရမယ်အဲ့ mode တွေကြောင့်ပြီးတင်ပေးမယ်နောက်ပိုင်းနော် screen ပြောင်းလိုက်လင်းမသွားဘူးလင်းသွားတယ်ဆိုအခုဒါ color လေယာအတီးယူထားလားပွားထားလားပွားထားတဲ့အတွက်ကြောင့်အဲ့ပွားထားတဲ့လေယာထဲမှာပုံမှန်ပါနေတယ်ဒီရောင်တရားနဲ့ပါနေတာမဟုတ်ဘူးအဲ့ဒါကို screen သွားပြောင်းလိုက်တပုံလုံးလင်းသွားမှာကြည့်လိုက်မကြည့်ပုံလင်းသွားအခုကပါလေပြောင်းတဲ့ color တစ်ခုပဲဘာလို့ချင်တာလင်းချင်တာအဲ့ကြောင့်လေယာပွားလို့မရအောင်လို့ပြောလေယာအစ်စ်ခေါ်ပွားမယ်နော်အဲ့ကြောင့်ဒါမှတ်ထားမယ် color fade လုပ်တော့မယ်ဆိုတော့လေယာပွားမလားအစ်စ်ယူမလားသိယူ plus ယူလားပြီးတော့ spec ယူမလား brush ယူမလား
brush ယူမယ်နမူနာယူရင်ဘာလို့ကိုနေရမလဲ option နဲ့ရမယ်ပြီး opacity ဘယ်လောက်% နဲ့ပုံမှာလဲစပြီပုံမယ်ဒီမှာနည်းနည်းလေးမဲတဲ့ဟာလေးရှိရဆိုဒီဟာလေးယူတော့လည်းပြန်ပြီးဖြည့်ပေးလိုက်ဒါလေးပို့ပြီးလှသွားတော့နှစ်ပူလေးနော်ကိုက smart နဲ့ပို့ခဲ့လို့ error ဖြစ်ခဲ့တယ်တိတ်မကြခဲ့စိတ်တိုင်းမကြခဲ့တဲ့နေရာတွေပဲရှိရင်ဘာနဲ့ပြန်ဖာထီလို့ရလဲ color ပေးတယ်အဲ့ဒါတစ်ခုရှိထားတာ color ပေးဒီ FS အထဲမှာပဲလောက်ရမယ်အပြင်မှာထွက်လို့မရဘာကြောင့်လဲဒီပုံမှာဘာရှိနေလဲတက်ချာရှိတယ်သူ့ကိုလုံးချင်းကြောင့်တက်ချာမပြတ်ဘူးအပြင်မှာသွားလို့တက်ချာပြောက်သွားလိမ့်မယ်အပေါ်မှာတက်ချာရဲ့ပုံမှာတော့ color ထပ်အုပ်လိုက်တဲ့အတွက်ကြောင့်တက်ချာရဲ့ရောသွားပြီးတော့ color ရဲ့တက်ချာကွဲသွားအဲ့ဒါအဆင်မပြေဘူးเนาะအဲ့ဒါကြောင့်ဒီထဲမှာပဲပြီးလို့ပါဒီမှာလိုက်တဲ့ဒါကိုယူမယ်ဒီနားမဲဟာလေးပဲလိုက်ပြီးတော့ဖြည့်မယ်ခုနကွက်ခဲ့တယ်လို့ထင်တဲ့နေရာမှာအကုန်လိုက်ဖြည့်ကာလာဖေးရှိခြင်းဒီကိုယ့်အတွက်လုံးဝဟိုအန်ဒီရကင်းကင်းနဲ့အနှောက်အယှက်ကင်းဖြစ်စေတယ် smart မှာ error ဘယ်လောက်ရှိခဲ့ကာလာဖေးနဲ့ပြင်ပြီးတော့ပြုပြင်လို့ရတယ်เนาะကြည့်မယ် before ဒီလားပြီးတော့မှလိုအပ်တဲ့ opacity ပြန် short ပဲတဘာဝကြောင့်အရင်ကြုံမှာဆိုပြင်ပြီးဒါသူမျက်ခုံးမွေးရတယ်ပါနေသွားမယ်ပါနေတော့နောက်လည်းတရားတစ်ထပ်ခေါ်ဘာကြောင့်လဲတော့အခုမျက်ခုံးမွေးတဲ့ short လိုက်တဲ့ opacity 72ပါနေတော့ဒီ72ဖြစ်ချင်မှလည်းဖြစ်မယ်အဲ့ဒါကြောင့် opacity မတူနိုင်အောင်အဲ့ဒါကြောင့်တစ်ခုထဲမှာပေါင်းပြီးလို့မရအောင်ထပ်ပြီးတော့လည်း plus တက်ယူမယ်ယူရင်ပါနေသွားမယ်ဆိုတော့နှာခမ်းနေကိုမနိုင်ဘူး option ဖြစ်နှာခမ်းနေရဝင်သွားပါနေပို့တော့မယ်ဆို brush side ကို right click နှိပ်ပြီးတော့ chain ပါနေရဲ့ brush ပုံစံမျိုးလေးပြပြလေးထားဒီပို့မဲ့ဘက်ကိုတိကျလဲပြီပါနေဆိုလို့ပို့မှာလေပို့ဘက်ကိုလဲပြီအဝိုင်းလိုက်တော့မပို့နဲ့เนาะပြီးတော့မှဒီလိုသွားမယ်သွားပြီးဘာလုပ်လဲဒါနည်းနည်းစောင်းရမယ်လေးထားတယ်ရပြီဘာလုပ်လဲဒီနေရာကြီးသွားတက်ပို့လို့မရအောင်เนาะပါနေနေရမယ်ရှာတော့ဒီလောက်ပဲပြီးရင်ဒီဘက်ချမ်းကိုသွားမယ်ဆိုတော့ right click နှိပ်ပို့မဲ့ဘက်ကိုဘာလုပ်မလဲလဲပြီးဘာလုပ်လဲပြီးသွားရင်တခုပြောမယ်ကျန်တဲ့မျက်လုံးလေးဟာလည်းလုပ်ခဲ့တော့ okay normal မို့ပဲပါနီလေးမြင်ထူးခြားချက်ပြောမယ်ပါနီတွေအားလုံးအသားတွေကိုစိတ်ဝင်သွားဖို့အတွက် soft light ပြောင်းပေးရမယ်မဟုတ်ရဲ့သဘောတရားမှာ soft light ဆိုတာက contrast တွေကိုကျစ်လာတာ contrast ဆိုတာဒီအသားတွေကိုတစ်ထက်ထဲကြအောင်ထိုးထည့်လိုက်တဲ့သဘောမျိုးဒီလိုမျိုးဆို color ကြီးအပေါ်မှာတီးတိုင်းတင်တာမျိုးဖြစ်နေတယ်လေအဲ့ဒါဆိုရင်တိတ်ကြည့်လို့မလားအဲ့ဒါသူကြည့်လို့မှာ normal ကိုပါလေ soft light အသားတွေကိုမြုပ်သွားတယ်လားမြုပ်သွားပြီးမှလွယ်သလားပါလေ opacity ပဲပါလို့လေ short လိုက်ကြည့်ပါ before မလုပ်ခင်ကြုံညာမျိုးမဟုတ်ဘူးเนาะပါနေလေးဆိုတော့ make up look ကပုံလို့ပါကြွတက်လာတာပဲเนาะကဲနောက်တစ်နေရာသွားမယ်plus ယူလိုက်ပြီဒီနေရာအဲ့ဒါ brush ကိုပါလဲအဝိုင်းပြန်ပြောင်းလိုက်တော့ပြောင်းပြီးအစားဒီနေရာမဲနေဟာလေးဖြောက်ချင်တယ်ဆိုရင်ဒီနားဟာလေးပါတော့နမူနာယူမယ်မိဆိုင်ပါတော့ဒီနေရာပုံမယ်ဒီနေရာမှာလည်းနည်းနည်းမှောင်နေလို့ထင်တယ်ဆိုဒီနေရာလေးပါလိုက်နည်းနည်းလေးထပ်ဖြစ်ညီအောင်ကာလာလေးကိုချိန်ပြီးနမူနာကိုလည်းအခုတစ်ခါပဲယူသွားတာမရှိသေးလားထက်ပြီးပါလိုသလားလို့အနားဟာလေးယူသွားပြီးတော့ကာလာလေးတွေညီအောင်ပါလို့ဖြစ်ပြီးတော့ပုတ်သွားတယ်အဲ့ဒါကြည့်မယ် before after ခုနညီလေးပုံမှာဆိုရင်အဲ့လိုမျိုးဒီနေရာမှာဒီလိုမျိုးကွက်တဲ့ဟာရှိလာပြီဆိုတော့ဒီဘက်ခြမ်း skin ရပါလေယူမယ်အဲ့နေရာပဲဖြည်းဖြည်းလိုက်ပုတ်လိုက်ရင်ခါကျရင်ကွက်သွားတာရှိညီလေးအောက်မှာပါရှိတယ်စီ copy ရှိတယ် smart နဲ့ပြင်ပြတော့ပြန်ညီသွားအောင်ကာလာလည်းညီသွားမယ်လုံးဝကာလာကွက်နေရပါလေညီသွားလိမ့်မယ်တကယ်လို့ဒီ color fade လို့လို့မြန်ကွက်သွားတာရှိခဲ့လို့ရှိရင်ဘာနဲ့ပြင်ညီလို့ရလဲ smart နဲ့ပြင်ညီလို့ရအဲ့ဒါအမြဲတမ်းကောင်းမှာထည့်တာမယ်နော်ဟုတ်ပြီအဲ့ဒါကလည်း opacity နဲ့ least short ဟုတ်ပြီ level သွားမယ် level နဲ့ plus တက်ယူမယ်ဒီနေရာလေးကိုလည်းဘာလုပ်လဲယူမယ်ယူရင် level မှာ contrast များနေတာလေးဘာလုပ်လဲ least short အောင်ပြီးနောက်တစ်ခုရှိတာ तू ကလေညီလေးကိုဒါကိုဖိပို့တယ်မလားဒီတိုင်းပဲသွားတာနော်တုံးမတက်ဘူးနောက်တစ်ချိန်တက်ချင်တာ click လုပ်လိုက်နောက်တစ်ခါပြန်လုပ်ရင်နောက်ထပ်တုံးမှုထပ်တက်သွားအောင်သဘောတရား तू အလုံးဝမလို့ပဲပို့တာမျိုးတော့မဟုတ်ဘူးပထမတစ်ချိန်ပို့ရင်ပို့လိုက်နောက်တစ်ခါတုံးတက်တယ်တစ်ခါလှုပ်ထပ်ပို့အဲ့ဒါတုံးကထွေးတက်လာတော့တုံးတက်လာပြီးတော့မှလောသလားပါလဲ opacity ပြန်ပါလို့မ short ပေးလိုက်အရေးတော့ပါပြလဲရှိတယ်ဒီခုနောက်လောက်ကြည့်ပါလေ contract ကြီးတားပါပဲလေညာပြီးမဲနာမျိုးဒီလိုမျိုးပဲဖြစ်နေတော့ပေါ့ဒါပဲအခုပြင်လိုက်တာလူပေါင်း40ပြီးသွားတယ်နံပါတ်1ကမျက်ခုံးမွေးပုံမှာမဲနေရပြင်နေပါနီကိုနှကန်းနေရယူလို့ကာလာဖေးလုပ်တယ်နှကန်းရဲ့အောက်ဘက်ကဟာကိုကာလာဖေးလုပ်တယ်လေပြီးအောက်ကအရင်ကာလာဖေးလုပ်တယ်ကာလာဖေး4ခုလုပ်လို့ပါလေပြီးသွားပြီအဲ့ဒါ before တက်ကြည့်မယ်ဆိုရင် before ဒါမလုပ်ခင်ဒါ figure separation မလုပ်ခင်အခြေအနေဒါကနေခဏစလုပ်ပြီးသွားတဲ့အချိန်ဒါပဲရမယ်နော်အဲ့ပြီးတော့မှတော့ comment ဆက်ပါလို့ဆေးလိုက်ဖြစ်မလားဆိုကြည့်လို့ကြည့်အောင်ကာလာဖေးလေးနော်